good ဒါဆိုရင်ကျွန်တော်တို့ collocation ရဲ့အကြောင်းရှင်းပြမယ်ပေါ့နော်ဒီနေ့ collocations တွေကဘာတွေလဲပေါ့အဲ့ဒါ collocations တွေဆိုတာကတာမန်အဖြစ်ကျွန်တော်တို့တွေ့ဘူးနေကြပါပဲဒါပေမဲ့ဒီချာcollocation တွေပါလားတွေ့သုံးတဲ့စကားလုံးတွေပါလားလို့မမှတ်ဖြစ်တာပဲရှိမှာပေါ့နော်အဲ့လိုစကားလုံးလေးတွေကိုခေါ်တာဆိုတော့ collocations are words that normally go together they go together more than the word by chance and they belong together ဒါကတော့ဒါ definition ဆန်းဆန်းလေးပေါ့နော်သူတို့အတူတကွအမြဲသုံးတယ်ဆိုလိုတာကတော့ကြုံမှသုံးတာမျိုးမဟုတ်ဘူးသူတို့ကအမြဲလို့သူတို့အတူတကွသုံးကြရတဲ့ပုံစံမျိုးဖြစ်တယ် they tell us which words come before or after other words so တကလုံးတစ်လုံးရဲ့ပုံမှာအခြေခံပြီးတော့မှရှေ့ကလည်းဖြစ်မယ်နောက်ကလည်းဖြစ်မယ်ဆိုလိုတာက verb နဲ့ noun နဲ့တွဲသွားတာမျိုးဖြစ်မယ်နောက်တစ်ခါ noun နဲ့ adjective နဲ့ဖြစ်သွားမယ်နောက်က adverb လို့ပုံစံမျိုးနဲ့တွားတွဲတာမျိုးဆိုရင်နောက်ကရောက်ရင်လည်းရောက်သွားမယ်စသဖြင့်ဒီလိုပြောတာ so collocation တွေသုံးရင်ဘာဖြစ်မှာလဲ collocation တွေသုံးတဲ့အခါကျွန်တော်တို့ correct with partners တွေကိုသုံးနိုင်ပြီဆိုရင် can help us make natural sounding sentences or utterances စကားပြောမှာဖြစ်စေစာရေးရမှာဖြစ်စေတဘာဝကြပြီးတော့မှเนาะ native တွေနဲ့ပဲပြောnon native တွေပဲပြောပါလိထိရောက်တဲ့လှလှပပเนาะကြောရှင်းစသည်ပြောစကားနောက်တစ်ခါရေးတဲ့အခါမှာသုံးတဲ့အရေးအသားတွေဖြစ်ပေါ်လာမှာဖြစ်တယ်ဒါလေးကြောင့်မလို့ဒါလေးကိုကျွန်တော်တို့ collocation လေးတွေလို့ခေါ်တယ်ဒါဆိုရင်ဘာကြောင့် collocation တွေကျွန်တော်လေ့လာဖို့လိုပါလဲ collocation တွေကစကားလုံးတွေပဲတနည်းအားဖြင့်ပြောမယ်ဆို collocation တွေဆိုတာဒီ grammar of words ပဲဒီစကားလုံးကိုဒီစကားလုံးနဲ့ဘယ်လိုတွဲထားလဲဆိုတာမျိုးကိုသိသွားပြီဆိုလိုရင်းကဘာဆိုတာသိသွားရင်ကျွန်တော်ဘယ်အချိန်ဒီမှာသုံးရမယ်ဆိုတော့ကျွန်တော်ချက်ချင်းခေါင်းနဲ့ရောက်လာမှာပေါ့နော်အဲ့တော့ပါဇက်ကထွက်လာဖို့ကြိုးစားတဲ့အခါမှာခေါင်းထဲမှာရှိနေဖို့လိုတာပေါ့အဲ့တော့ကျွန်တော်ကစကားလုံးတစ်လုံးနဲ့ဒီမှာဆိုရင်သူတို့မှာတကယ်ချင်းနေရှိတယ်ဆိုတော့အဲ့ collocation တွေရဲ့တကယ်ချင်းတွေကိုကျွန်တော်တို့ကဒါတွဲပြီးမှထားလိုက်ရုံပဲဘာလို့လဲဆိုတော့ it is not enough to know only a word and its meaning စကားလုံးတစ်လုံးနဲ့သိနေလို့မရဘူးနောက်တစ်ခါ words have friends and you need to know who they are and we call this relationship or they call this relationship between words as collocation အဲ့တော့သူတို့ရဲ့ဆက်နွယ်မှုသူတို့ရဲ့ပတ်သက်မှုသူတို့ချင်းပတ်သက်ဆက်နွယ်နေရတဲ့ရှင်တွဲသုံးတဲ့သဘောတရားလေးတွေကိုလေ့လာတာဒါ collocation ကိုလေ့လာတယ်လို့အကြံပြုပြောလို့ရတယ် so collocations are the key to fluent and elegant English ဒါခုနကကျွန်တော်ပြောထားပြီးပြီကျွမ်းကျင်တဲ့ဘာသာစကားနဲ့ပတ်သက်လို့အင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်လို့ဒီတီးမှုနဲ့ပဲဒါမြင်မာတဲ့တနည်းအားဖြင့်ပြောမယ်ဆိုရင်လာပပတေးတက်ပြောစကားတွေရေးတဲ့အရေးအသားတွေထွက်လာမှာဖြစ်တယ်ဆိုတော့ဟုတ်ပြီဒါ common types of collocations တွေထပ်ပြီးတော့ကြည့်အောင် collocations တွေဟုတ်ပါပြီဘယ်လိုအနေအထားမျိုးရှိရလဲဘယ်လိုတွေတွဲသုံးတာလဲPariya ne noun verb and noun plus noun collocation ပေါ့နော်ဒီလိုမျိုးလေးတွေလည်းကျွန်တော်တို့တွဲထားတာမျိုးတွေတွေ့ရမယ်ဒါလေးပေါ့နော် verb plus noun collocation နောက်တစ်ခါ verb plus adverb collocations verb နဲ့ Kriya ဝိသေသနာလေးနဲ့တွဲတယ် Kriya နဲ့ Kriya ဝိသေသနာလေးနဲ့တွဲတယ်နောက်တစ်ခါ adjective plus noun collocations noun နာမည်ကိုအထူးပြုတဲ့အခါမှာတွဲချင်တဲ့ဟာတွေထည့်ရေးလိုက်လို့တော့မရဘူးပေါ့ဗျာဆိုတော့အထူးပြုချင်ပေမဲ့သူတို့သက်ဆိုင်ရာတွဲထားရှိတဲ့ adjective တွေထည့်သုံးနိုင်ကောင်းတယ်နောက်တစ်ခါ adverb plus adjective or verb plus adjective ဒီလိုမျိုးအတွဲသုံးတာလေးတွေရှိတယ်ဒါကတော့ common types of collocation တွေကြောင့်ပြောတာကျွန်တော်တို့ဖြည်းချင်းမှာအဲ့ဒါလေးတွေလေ့လာသွားမယ်ဘုံစရအနေနဲ့ပြောပြထားတာဖြစ်ပဲပေါ့နော်နောက်တွဲကိုကြည့်အောင်ကျွန်တော်တို့အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ဆိုပါတော့ collocations လေးတွေဥပမာပြောရရင်ဆိုလို့ရှိရင်ဘာလဲ verbs with sun ဆိုတဲ့စကားလုံးတစ်လုံးရှိမယ်အဲ့တစ်လုံးကိုလေ့လာတဲ့နေရတော့လူတိုင်းသိတယ်နေထွက်တာနေဝင်တာနေဝင်သွားတာစသဖြင့်နေရပူနေတာနေရသားနေတာစသဖြင့်ဒီလိုတွေပြောတတ်လို့ရှိရင်ကျွန်တော်ပြောချင်တဲ့စကားတွေချက်ချင်းဆိုသလိုထွက်လာနိုင်တဲ့အနေအထားမျိုးမှာရှိတယ် the sun rises comes up comes out the sun shines the sun sets နေဝင်တာ the sun then goes so လို့ကျွန်တော် the sun goes down နေဝင်သွားတယ်စသည်အများပြားကျွန်တော်သုံးလာနိုင်မယ်ဒါအတွေးလိုက်လေးပဲကျွန်တော်လုပ်သေးတာเนาะ subject တွေကတော့ခုပတ်သက်ကိုထည့်လို့ရတဲ့နောက်ကသူတို့ကိုပံ့ပိုးပေးတဲ့တခြားသောprepositional phrases daytime phrases တွေအစသဖြင့်ပေါ့နော်ဒီ adverbials တွေထပ်ပေါင်းလိုက်လို့ရှိရင်ကျွန်တော်စာကြောင်းတွေလွယ်လင်းတကူဖန်တီးနိုင်တယ် now adjectives with roads can be clear or busy they can be wide or narrow အဲ့တော့ရှုပ်ထွေးနေတဲ့လမ်းတွေရှုပ်ချက်ခတ်နေတာပေါ့နော်နောက်တစ်ခါရှင်းနေတာလမ်းတွေရှင်းနေတာရှုပ်နေတာနောက်တစ်ခါလမ်းတွေကျေပြန့်တဲ့သဘောနောက်တစ်ခါလမ်းတွေကျဉ်းမြောင်းတာစသဖြင့်နောက်တစ်ခါရေခဲပြင်လိုမျိုးချောနေတာနော်နောက်တစ်ခါ they can be main roads ဒါတကယ်လမ်းမကြီးတွေလမ်းသွယ်ကြီးတွေစသဖြင့်လမ်းသွယ်လေးတွေလမ်းမကြီးတွေစသဖြင့်လည်းဖြစ်နိုင်တယ်ဒါသူတို့နဲ့ပတ်သက်တဲ့စကားလုံးတွေကိုကျွန်တော်တို့ဖြန့်ချလိုက်တဲ့သဘော now verbs with bottle ဆိုတဲ့စကားလုံးတစ်လုံးနဲ့ you can make
or you can shake a bottle then open it ဒါဖွင့်တာနော်ဒီပလင်းလေးကိုလှုပ်ခါတာ you can pass a bottle to someone တစုံတယောက်ကိုဒါလမ်းပေးတာနောက်တစ်ခုမျိုးလက်ကမ်းလိုက်တာ now you can recycle bottles ဒါပလင်းတွေကိုပြန်ပြီးတော့နောက်ပြန်သုံးတာပေါ့နော်ပြန်စေကြောတန့်စင်ပြီးပါတော့ပြန်သုံးတာအတိမထပ်ထုတ်ဘူးဆက်လို့ကျတဲ့သဘောထားဆိုတော့အဲ့လိုတွေသိထားရင်ကျွန်တော်တို့များများဆဆသုံးနိုင်တယ်ဒါ bottle ကိုပဲအခြေခံပြီးတော့သုံးသွားတာ now prepositions with phone ဖုန်းတစ်လုံးကိုအခြေခံဖုန်းတိထားတယ်ပေါ့ကိုတိထားတဲ့ဟာကိုအခြေခံပြီးပြောမယ် if you're making a phone call ဒါဆိုရင်ဖုန်းခေါ်တာ you are on the phone ဆို be on the phone ဆိုတာကဖုန်းပြောနေတာစသဖြင့်ပေါ့နော်အဲ့တော့ဖုန်းခေါ်တယ်ဆိုတာဖုန်းပြောနေတာအဲ့တော့ you have an argument on the phone you might put the phone down on someone ဆိုတော့က put the phone down on someone တစုံတစ်ယောက်ပေါ်မှာချပစ်လိုက်တာမျိုးမဟုတ်ဘဲနဲ့ put the phone down on someone ဆိုတာက stop the call suddenly အဲ့တော့အချင်းများတယ်ဆိုတော့အခြေတင်ပြောနေနေစိတ်တူလို့ဖုန်းကိုပတ်ကနေချလိုက်တာဟိုဘက်ကပြောလို့မပြီးသေးဘူးအဲ့လိုအခြေအနေမျိုးတွေကျွန်တော်သုံးလို့ရတယ်ဗျာပြောချင်တာကတော့တိထားတဲ့ကိုတီးပြီးသားစကားလုံးတစ်ခုပေါ်မှာအခြေခံပြီးသူနဲ့ဆက်ဆက်ပြီးအသုံးပြုတဲ့ verb တွေ adjective တွေနောက်တစ်ခါဒီ prepositions တွေစသဖြင့်တွဲဖက်သုံးပြီးတဲ့စကားလုံးတွေတီးလိုက်ရင်ကျွန်တော်တို့အကျိုးရများတယ်အများကြီးသုံးနိုင်တယ်ပေါ့ဆိုလိုတာသူ့နေရာနဲ့သူလိုက်ဖက်ညီအောင်သုံးနိုင်တယ်နောက်တစ်ချက်ကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်အောင်ပေါ့နော်ဒီဟာလေးနဲ့ပတ်သက်တဲ့ဟာလေးတွေရှိသေးတယ်good ပထမဆုံးစလေ့ကျင့်မဲ့ဟာတွဲအတွေ့အကြုံ verbless house ပေါ့နော်ဒါ house ဆိုတဲ့နာမ်တစ်လုံးပေါ်မှာ verb ကိုတွားပြီးတော့မှတွဲတဲ့ဟာမျိုးဥပမာဆိုရင်အိမ်တော့သိတယ်အိမ်ဆောက်တာဘယ်လိုလုပ်မလဲအိမ်ကိုမျှပြီးတော့မှနေကြတာဘယ်လိုပြောမလဲအိမ်ကိုလုံးဝအပြီးပိုင်ဖြိုလိုက်တာဘယ်လိုပြောမလဲနောက်အပြီးပိုင်မဖြိုဘူးတချို့ပိုင်းတွေကတော့ကောင်းသေးတယ်တချို့ပိုင်းတွေကသာမကောင်းတာပေါ့နော်မကောင်းတဲ့ပိုင်းလေးတွေကိုပြုပြင်ပြီးတာပဲဖြစ်ဖြစ်နောက်တစ်ခါဒီတခြားသောရည်ရွယ်ချက်တစ်ခုခုကြောင့်မလို့အိမ်ကန်ချဲ့တာဒါမှမဟုတ်ရှင်လဲနော်အခန်းထပ်ပြီးတော့ဖွဲ့တာစသဖြင့်ပေါ့နော်မကောင်းတဲ့တိုင်တွေလဲတာအဲ့ဒါမျိုးတွေကိုလည်း renovate လို့သုံးလို့ရတယ်နောက်တစ်ခါ break into a house အိမ်ကိုဖောက်ဝင်တာပေါ့နော်နောက် move house အိမ်ရွှေ့တာပြောင်းတာအဲ့တော့တတိထားမှုလိုတာလေးတွေကဒီနေ့မှာ phrases လေးတွေဖြစ်လာတော့ linking ပေါ့နော်ဒါချိုကလေးတွေရအောင်ပြောတာပါ build a house အိမ်ဆောက်တာ share a house ဒါအိမ်ကိုမျှပြီးတော့ပေါ့နော်နေကြတယ်now demolish a house အိမ်ကိုအပြီးပိုင်းတော့ဖြိုချပစ်တာဖျက်ဆီးပစ်တာမကောင်းတော့ဘူး renovate a house ဒါဆိုရင်ဒါပြုပြင်တာပေါ့နော် now break into a house ဖောက်ထွင်းဝင်ရောက်တာ move house ဒါဆိုရင်အိမ်ရွှေ့ပြောင်းတာသူတို့နဲ့ပတ်သက်တဲ့တခြားသော common expressions တွေလည်းရှိသေးတယ်ဒီလိုလေးတွေးသိထားရင်ပိုကောင်းတယ် live in a house အိမ်မှာနေတာနော်အိမ်ထဲမှာနေတယ်အိမ်ထဲမှာနေတယ်စသဖြင့်ပေါ့ now stay at someone's house ဒါကကျတော့ကိုယ့်အိမ်မှာလူနေတာမျိုးမဟုတ်ပဲနဲ့တစုံတယောက်အိမ်မှာသွားတဲတာမျိုးယာယီနေတာမျိုးပြောတာနောက် pass someone's house ဒါဖြတ်သွားဖြတ်လာရှိတာနော်ဘန်ကျုံတဲ့သဘောမျိုးပေါ့သူအိမ်ကနေဖြတ်သွားတာကိုယ်ရင်ရှေ့ကနေဖြတ်သွားတာစသဖြင့်နေမှာသုံးတယ်နောက် lock yourself out of the house ဒါမေ့ပြီးတော့အခန်းထဲမှာတော့ထားခဲ့ပြီးတော့ပဲဖြစ်စေမေ့လို့ပဲဖြစ်စေတတိမထားမိလိုက်ဘူးကိုယ်ထဲမှာတော့ပါလာတယ်လို့ထင်ပြီးတော့ပဲဖြစ်စေတခါကိုပိတ်လိုက်တယ်အဲ့မှာတအိမ်လုံးကလည်းဒါတော့တွေခတ်ထားပြီးတနည်းအားဖြင့်ပြောပြပင်ပေါက်တွေပိတ်ထားပြီးဆိုပြီးကိုကအပြင်မှာဖြစ်နေတဲ့အနေအထားမျိုးအဲ့လိုအခြေအနေလေးတွေကိုတုံးတာခါကြံကြလည်းကိုကမသိလိုက်ဘူးတော့ပါလာတယ်ကိုတော့ယူထားတဲ့တင်နဲ့နေတိုက်သွားတယ်ဘုံတွေတကားပိတ်ချသွားတယ်ဒီလိုမျိုးအခြေအနေကိုလည်းပြောလို့ရပါတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်တဲ့ကျွန်တော်တို့ဒီ example စာကြောင်းလေးတွေတစ်ချက်ကြည့်အောင်ဆိုတော့မကြည့်ခင်မှာအခုပြမယ်ဟာလေးတွေကဒီအိမ်နဲ့ပတ်သက်လို့ပြောတဲ့အခါမှာကျွန်တော်တို့ရှိမှာတော့ဒါလုံးချင်းတွေတိုက်ခန်းတွေများတယ်ပေါ့နော်ဆိုတော့သူတို့ရှိမှာလည်းအဲ့လိုမျိုးလေးတွေရှိတယ်သူတို့ခေါ်ပေါ်လေးတွေဒီလိုခေါ်တယ်ဒါဆိုအတွဲလိုက်အတန်းလိုက်ပေါ့နော်ဆက်ပြီးတော့မှစောက်ထားတဲ့ပုံစံမျိုးပေါ့နော်တပြေးတဲ့စောက်ထားတဲ့ပုံစံမျိုးလေးတွေရှိတယ်တချို့ကြလည်းအထက်တွေပါတယ်ပေါ့တချို့ကြလည်းဒီလိုပုံစံ terraced houses လို့ခေါ်ပါတယ်။နောက်ဒီမှာဆိုရင် detached house လို့ခေါ်ပါတယ်။သူကတော့တနည်းအားဖြင့်ပြောမယ်ဆိုတော့ single လုံးချင်းပေါ့ပုံစံမျိုးပုံစံစောက်ထားတာအမိုးတွေ foundation တွေကတခြားအရာတွေနဲ့ဆက်ဆက်တာမျိုးမရှိသူရဲ့ walls တွေပါတယ်ရတယ်ဆက်ဆက်ထားတာမရှိဘူးသူထီပေါ့နော်စောက်ထားတဲ့ပုံစံဒါကတော့ semi လို့ခေါ်တယ် semi detached houses ဒါကတော့တစ်ဖက်ကိုတနည်းအားဖြင့်ပြောမယ်ဆိုတော့သူက mirror image လို့မျိုးပဲเนาะမှန်နဲ့ကြည့်လိုက်လို့ရှိရင်ကိုယ်နဲ့ပုံစံနဲ့တူတဲ့ပုံစံမျိုးသူတို့ကလည်းနှလုံးတွဲလေးတွေဖြစ်နေတာမျိုးပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်းမှာတော့ဒီမြေနေရာနေထားပုံမူတည်ပြီးတော့မှဒီလိုနှလုံးတွဲလေးတွေကိုအများကြီးစောက်ထားတဲ့ပုံစံမျိုးတွေလည်းရှိတယ် link ပုံစံမျိုးနဲ့တွားတာမျိုးလည်းရှိပါတယ်ဒါကတော့ဘူးစုတန်းနေလည်းပြောပြတာအဲ့တော့ဒီခုနကပြောလိုက်တဲ့ဒီစကားလုံးလေးတွေပေါ့နော် house ကိုအခြေခံပြီးသူနဲ့တွဲတဲ့ verb လေးတွေကိုကျွန်တော်တို့ဒီမှာ example စာကြောင်းလေးတွေမှာကြည့်ရအောင်ဆိုတော့verbless house ပေါ့နော်ပေးထားတာ number 1 if you look at that my son is at university he shares a house with 5 other students ကျွန်တော်သားလေးကတက္ကသိုလ်တက်နေတာသူကတခြားသောအကြောင်းသား9ယောက်နဲ့အခန်းမျှပြီးနေကြတယ်ပေါ့ဒီလိုပြောတာအဲ့တော့ share
a house ကိုသုံးပြထားတာဖြစ်ပါတယ်အတန်တော်လေးတွေသတိထားပါ content word တွေဆိုရင်ဖြည့်ရပါမယ် grammatical word တွေဆိုလို့ရှိရင် link လုပ်သွားတာများပါတယ်အခုနဲ့တခု link လုပ်သွားတဲ့အတန်လေးတွေကိုသတိထားပြီးတော့နားထောင်ကြည့်ပါ moving house can be very stressful for some people တချို့လူတွေအတွက်တော့ဒါအိမ်ရွှေ့အိမ်ပြောင်းလို့ရတယ်ဆိုတော့အင်မတန်ကိုဖိစီးတာပင်ပန်းတာဆင်းရဲတာစသဖြင့်ဒီလိုမျိုးဖြစ်နိုင်ပါတယ်အဲ့တော့ဒါက move house ရဲ့ example ဖြစ်ပါတယ် number 3ကကျွန်တော် a question mark လေးမေးနေခဲ့တယ် it looks very old ကြည့်ရတာတော်တော်လေးကိုဒါတက်တန်းကြာနေပြီဟောင်းနေပြီ do you know when the house was built ဒီအိမ်ဘယ်တော့မှဆောက်တယ်လဲခင်ဗျားသိသလားပြောတာဆိုတော့သိချင်လို့မေးတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ကဒါ yes no question နဲ့အများစုပါ intonation ကအဆုံးသတ်တဲ့နေမှာ rising intonation နဲ့တွားတာကိုသတိပြုပါ 4 somebody broke into our house last night and stole the television ကနောက်တန်းထွက်လို့ရတယ် tell မှာပဲဖြစ်ဖြစ် vision မှာပဲဖြစ်ဖြစ်ပေါ့နော်အများသောအားဖြင့်တော့ vid မှာဖြစ်တာများတယ်ဆိုတော့ television or television ဒီလိုထွက်လို့ရပါတယ် so somebody broke into our house last night and stole the television အဲ့တော့အိမ်ထဲကိုဖောက်ဝင်တယ်တနည်းအားဖြင့်အိမ်ဖောက်ခံရလိုက်တယ်ဖောက်ခံရပြီးတော့အိမ်ထဲကိုခိုးဝင်လာပြီးတော့เนาะဒါ TV ခိုးသွားတယ်ဒီလိုပြောချင်တာ 5 we like buying really old houses and renovating them ကျွန်တော်တို့ကအဲ့လိုမျိုးပဲเนาะဒီစွန့်ပစ်ထားတာပဲဖြစ်ဖြစ်ပေါ့เนาะဘယ်လိုပဲဖြစ်ဖြစ်မပြုတ်ပြင်းမင်းနဲ့ထားတာပဲဖြစ်ဖြစ်မပြုတ်ပြင်းနိုင်တော့တာပဲဖြစ်ဖြစ်ဟောင်းသွားတဲ့အိုသွားတဲ့အိမ်တွေကိုတက်တန်းကျသွားတဲ့အိမ်တွေကိုပြန်ပြီးတော့မုံမှန်ပြတိဆောက်တာမျိုးတွေသဘောရမ်းကြတယ်ဒီလိုပြောတာဒါကတော့ renovate a house ပေါ့နောက်ဆုံးတစ်ခုကတော့the house I was born in is no longer standing it was demolished 10 years ago အဲ့တော့ကိုနေခဲ့တဲ့ပေါ့เนาะကိုမွေးခဲ့တဲ့အိမ်အဲ့ဒီနေရာကအဲ့ဒီအိမ်ကမရှိတော့ဘူးပြောချင်တာ it was demolished 10 years ago 10 years သတိထားမယ် link လုပ်သွားတဲ့ဟာလေးတွေ I was born the house I was bornဒီလိုဟာလေးတွေ born in ဒီလိုဟာမျိုးလေးတွေ is no longer standing နော်ဒီလိုဟာမျိုးလေးတွေသတိထားပြီးတော့ကျွန်တော်လေ့ကျင့်သင်တယ်အဲ့တော့လွန်ခဲ့တဲ့စနေလောက်ကဒါအပြီးပိုင်းဖြည့်ဆည်းဖြိုချပလိုက်ပြီးဒီလိုပြောချင်တာဖြစ်ပါ now common expressions နဲ့ပတ်သက်တဲ့ဒီ example စာကြောင်းလေးတွေလည်းတစ်ချက်ကြည့်ကြည့်ပါအောင်ကျွန်တော်တို့ all right ခဏလေးနော်ကျွန်တော်ဟုတ်ပြီဒီမှာကျွန်တော်တစ်ချက်ကြော်သွားတယ်တော့ common expressions နဲ့ပတ်သက်တဲ့ဟာလေးတွေက we've lived in the same house for over 30 years အဲ့တော့ဒီပုံစံပေါ့နော်ဒီအိမ်ထဲမှာပဲကျွန်တော်နေလာတာနော်ဘယ်လောက်ရှိသွားလဲဆိုတော့30 years တော့နှစ်30ကျော်သွားပြီပေါ့နော်ဒီအိမ်မှာပဲဒီအိမ်ပုံစံတူတနည်းအားဖြင့်ပြောဆိုရင်ဒီအိမ်ပဲတခြားအိမ်မဟုတ်ဘူးအဲ့ဒီအိမ်မှာပဲနှစ်ပေါင်း30ကျော်ငါတို့နေထိုင်လာတာ now 2 if you're ever passing our house why don't you drop in for a cup of tea why don't you drop in for a cup of tea ဘာဖြစ်လို့ဝင်မလာလဲပေါ့တော့ပြောချင်တာကတော့တည်းကြီးပြန်တော့အဲ့လိုပေါ့ဗျာအင်ရှိရဖြတ်နေတာများမကြရောက်ဖြစ်တယ်ဆိုရင်လည်း coffee လေးပါလေးဝင်တော့စကားလေးပါလေးပြောလက်ဖေးလေးပါလေးဝင်တော့ပါအောင်လားစသဖြင့်ပြောတာမျိုး I locked myself out of the house and I had to climb in the bathroom window ဆိုတော့ကတော့မေ့ပြီးတော့အထက်မှာပိတ်မိပြီးတော့တကားပိတ်သွားတယ်ပေါ့နော်တော့ကြံခဲ့တယ်အဲ့ဒီအချိန်မျိုးကြောင့်မလို့ဒါဘာပဲပြောအိမ်ခန်းပရင်ပေါက်ကနေပြီးမှအိမ်ထဲပြန်ဝင်ရတာဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ် 4 if you can't find a room in a hotel you're welcome to stay at our house you're welcome တကယ်လို့အခန်းတွေဘာတွေမရဘူးစုံစမ်းကြည့်တယ်မရဘူးဘလို့မှအခန်းရှာလို့မရဘူးခက်ခဲဖြစ်နေတယ်ဆိုလို့ရှင်လေတဲ့ကျော်အိမ်မှာခက်တာယာယီလာနေလို့ရတယ်လာတဲလို့ရတယ်ပေါ့နော်ပြောချင်တာကတော့ hotel လို့ပြောမှတော့ဒါအခန်းတွေဘာတွေအဆင်မပြေဘူးဆိုလို့ရှင်လေအိမ်မှာလာတဲပေါ့ဒီလိုပြောတာ ਨੇ အတူပါပဲအဲ့တော့ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒါအကုန်လုံးကဒီ house နဲ့ပတ်သက်တာတွေကြီးပဲဒါ verb နဲ့တွဲတဲ့ဟာလေးတွေပဲ example ပြသွားတာဒီလိုလေးတွေလေ့လာနိုင်မယ်ဆိုရင်ဒီလိုလေးတွေလေ့လာကြည့်မယ်ဆိုရင်လေ့လာရတာလည်းမပြင်းဘူးပြီးရင်ပြောလို့တဲ့အခါရေးလို့တဲ့အခါမှာထီရောက်တဲ့စမ်းမီတဲ့တနည်းအားဖြင့်ပြောမယ်ဆိုရင်တဘာဝကြတဲ့စာကြောင်းတွေပြောစကားတွေကိုရမှာဖြစ်ပါတယ်အတန်တော်လေးတွေကိုဖြည်းဖြည်းချင်းပဲလေ့ကျင့်ပါ content တွေကိုဖိပါ grammatical words တွေကို link လုပ်ပါတနည်းအားဖြင့်ပြောမယ်ဆိုရင် connected သဘောမျိုးနဲ့လေ့ကျင့်သင့်ပါတယ်ပြီးနော်အဲ့တော့နောက်ဗီဒီယိုတွေမှာနောက်ထပ်ဒီ fluency တိုးဖို့အတွက် written or spoken fluency တိုးဖို့အတွက်ကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြပါဦးမယ်နောက်ပါပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်အားလုံးပဲ